ကျွန်တော်ဒီနေ့တေချာပေါက်ကျွန်တော်တို့ကချန်ပီယံဖြစ်သွားခဲ့ပြီဗျာသိလားအဲ့တော့လက်တလုံးမှာကိုချမ်းဖြစ်နေတဲ့အဲ့ချန်ပီယံကျွန်တော်ဒီဘုံမောင်းနဲ့မန်စီးတီးပွဲပြီးသွားတဲ့အချိန်မှာဒီ react ပေါ့နော်ကျွန်တော်ချန်ပီယံဖြစ်ပြီဆိုရဲအဲ့လို reaction လေးဖုန်းထဲကနေဖုန်းကိုစကင်လိုက်တဲ့အချိန်မှာ noti အရင်ဝင်နေတာ noti ဝင်တဲ့အချိန်မှာဒါ Arsenal ချန်ပီယံဖြစ်သွားပြီဆိုတော့ noti ကိုတွေးလိုက်တဲ့အချိန်မှာတိလိုက်တဲ့ Man City ပွဲ result ကိုကျွန်တော်မသိဘူးဒါပေမဲ့ Man City ချုံးတယ်တော့မဟုတ်တရေဖြစ်သွားပြီဆိုတော့ကျွန်တော်တိလိုက်တဲ့အချိန်မှာအိုးဒါငါတို့တစ်သက်လုံးစောင့်ဆိုင်ခဲ့ရတဲ့အိမ်မက်တစ်ခုကတကယ်ပြီးမြောက်သွားခဲ့ပြီဘာလားဆိုပြီးတော့ဘေးမှာအိမ်နဲ့မိန်းမပြောတယ်ငါတို့ Arsenal ချန်ပီယံဖြစ်သွားပြီဆိုတာသိလားဆိုပြီးတော့အဲ့လိုမျိုးဘာပြီးတော့ social media ဖွင့်ပြီးတော့တောက်ချောက်ကြည့်ရအဲ့ချိန်ကြီးဟိုပျော်နေရပါတော့ပြီးတော့မှအဲ့ Arsenal အိုးလက်ခံဒီလေ့ကျင့်ကွင်းမှာကစားသမားတွေစူးကြည့်တဲ့ဗီဒီယိုသူတို့အဲ့ဒီပွဲပြီးခရမဟုတ်တဲ့အချိန်မှာကာလာဖီယိုရီတို့ဒီဖင်ကာပြီးတော့ကာလာဖီယိုတို့အောင်ပွဲကနေဟောကြည့်ပြီးတော့မျက်ရည်ပါကျသူတို့ ਨੇ တကယ်အပျော်ရေးဒါကျွန်တော်တို့လိုမျိုး Arsenal ပရိသတ်တွေအကုန်လုံးလည်းဒီ feeling ဒီအခိုက်အတန့်ကိုရနေလိမ့်မယ်လို့ထင်တယ်ဒီနေ့ကဒါကျွန်တော် honorary ပြောတဲ့စကားကိုငှားပြောရမယ်ဆိုလို့ရှိရင်ကျွန်တော် Arsenal ပရိသတ်တွေအနှစ်အလားစောင့်ခဲ့ရတဲ့အိမ်မက်တွေတကယ်ဖြစ်လာတာ Arsenal တသင်းလုံးရောဒီလိုမျိုးအခက်အခဲတွေကြားထဲကနှစ်ရှိလာများအားပေးခဲ့ကြတဲ့ကျွန်တော်တို့ Arsenal ပရိသတ်တွေရောအကုန်လုံးကဒီပျော်ရွှင်မှုနဲ့ထိုက်တန်တယ်အားကြောင့်မလို့အပြေးအဝပျော်ကြပါလို့ပဲကျွန်တော်ပြောချင်ပါတယ်ဟုတ်တယ်22နှစ်ကြောင်ကျွန်တော်တို့စောင့်ခဲ့ရတယ်ကျွန်တော်တို့ပထမတစ်ခါလွဲတယ်ကျွန်တော်တို့ဒုတိယတစ်ခါလည်းလွဲတယ်နောက်ဆုံးနောက်တစ်ခါလည်းထပ်လွဲတယ်ဒီတစ်ခေါက်တော့ငါတို့တေချာပေါက်ရကျင်ပြီနော်အဲ့တော့စူတောင်းခဲ့တာတွေကအခုချိန်မှာပြည့်ခဲ့ပြီကျွန်တော်တော်တော်လေးအဲ့လိုပျော်တယ်ဗျာပြီးတော့ညဆိုလို့ရှိရင်အဲ့လိုတော့မပျော်ဘူးသိရမလားအဲ့လိုတောက်လျှောက်ကြီးဆိုပျော်နေတာတောက်လျှောက်ပျော်နေတာဆိုတော့မှုကတော့တော်တော်လေးကောင်းနေတယ်အဲ့တော့ဂျားထဲမှာပြောချင်တာကကျွန်တော်တို့ဒီအသင်းဖလားရသွားလို့ပေါ့နော်ကျွန်တော်တို့အဲ့လို congratulation လုပ်တဲ့တခြားကျွန်တော်တို့ရဲ့ဒီ EPL ကအသင်းဒီဗာလဲကျွန်တော်တို့ဒါပေမဲ့ breaker ညီကောင်မတွေရှိတယ်ဒါ social media မှာ mention လုပ်ပြီးတော့ပြောတဲ့ဒါ Liverpool fan အမတွေရှိတယ်ဒါပြီးတော့ဒါ United fan အကိုတယောက်နှစ်ယောက်လည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးဒါသူတို့လည်းကျေးဇူးတင်တယ်ပြီးတော့ပြောချင်တာအဲ့လိုမဟုတ်ဘဲနဲ့ဗလိန်တယ်လို့လှောင်တယ်လို့လုံနေတဲ့လူတွေကိုလည်းပြောချင်တာဆူတောင်းလိုက်ငိုနေလိုက်လို့ပဲပြောချင်တယ်နော်အများကြီးပြောပါလေမင်းတို့ကောင်တွေလေကျဲပြီးတော့ရောက်နေနည်းနည်းရှောင်တာလို့ပဲပြောပဲ